Hello မင်္ဂလာပါကျမရဲ့မိတ်ဆွေတွေရောက်နေတဲ့လူတွေဘယ် state ကနေဝင်ပြီးတော့ join တာလဲပြောပြပေးပါဒီ state chat box လေးမှာကိုကြည့်နေတဲ့ state ရဲ့သင်္ကေတလေးကိုရေးလို့ရပါတယ်မေးခွန်းမေးချင်ရင်ဒီမှာလက်ဝါးပုံလေးကိုထောင်ပြီးတော့ request လုပ်လို့ရပါတယ် Hello စရီမင်္ဂလာပါ NC ရဘယ်ကကြည့်နေတာလဲရေးပေးပါအောင်ကျမတို့ခဏနေရင် program စတော့မှာဖြစ်ပါတယ်Hello မောင်ကယ်လီဖိုးနီးယား Hello ချက်မှာကြည့်နေတဲ့ပြည်နယ်ရဲ့ကုတ်လေးရေးပေးပါနန်းတော် Hello နန်းတော်ဝင်းလှโอเคကောင်းပါပြီကျမတို့ဒီနေ့ပြောမယ်မရောက်သေးတဲ့လူတွေလည်း join ရတာအခက်အခဲဖြစ်နေတော့ကျမစီကိုmessage ပို့မယ်ထင်ပါတယ်အားလုံးတွေ join လို့ရမှာပါเนาะဒါကတော့ကျမတို့ recorded လုပ်မှာဖြစ်ပါတယ် recording လုပ်တဲ့ခါကျရင်လွတ်သွားတဲ့လူတွေလည်းပြန်နားထောင်လို့ရအောင်ကျမတို့ပြန် share ပေးပါမယ်အဲ့တော့ကျမတို့ဒီနေ့ဆွေးနွေးမဲ့အကြောင်းအရာကတော့ယင်းနှမြုပ်နှံမှုနဲ့ပတ်သက်တဲ့အခွန်တွေသူနဲ့ဆက်နွယ်နေတဲ့အခွန်တွေဘလို့တက်တောင်လောက်ရမလဲဘလို့နီးပြူဟာတွေနဲ့ကျမတို့ရဲ့ generation wealth ကိုတိဆောက်မလဲဆိုတာကိုအချင်းချုပ်ပြောပြပေးမှာဖြစ်ပါတယ်ဒီအစီအစဉ်ကတော့တနာရီခန့်ကြာမှာဖြစ်ပါတယ်ကျမအနေနဲ့ဆွေးနွေးမဲ့အကြောင်းအရာတွေပြောပြီးသွားရင်တော့ Q&A program ကိုလက်ခံပြီးတော့မိခွန်းတွေကိုဖြည့်ပေးမှာဖြစ်ပါတယ်တောင်းပါပြီမကြားရင်လည်းကျမကိုမကြားတဲ့အကြောင်းလေး message မှာရေးပေးနော်ဆိုတော့နံပါတ်1ကတော့ကျမတို့ဒီနေ့ပြောမယ်အကြောင်းအရာ agenda ကဘာတွေပါမလဲဆိုရင်ကျမရဲ့ bio အချင်းချုပ်လေးပါပါမယ်ပြီးတော့လို့ရှိရင်တော့ကျမတို့ခုနကအစီအစဉ်ရပြောမဲ့အထဲထဲမှာပထမဦးဆုံးကျမ information တွေကို sharing လုပ်မှာဖြစ်ပါတယ်ပြီးသွားရင်တော့ Q&A ကိုလက်ခံပေးမှာဖြစ်ပါတယ်ပြီးရင်တော့နောက်ဆုံးဒီ program ရဲ့အနှစ်ချုပ်လေးပြောပြီးရင်တော့အစီအစဉ်ပြီးဆုံးမှာဖြစ်ပါတယ်အစအဆုံးကတနာရီခန့်ကြာမြင့်မှာဖြစ်ပါတယ်ကောင်းပါပြီအဲ့ဒါဆိုကျမတို့စလိုက်ကြမယ်ကျမကတော့ကျမကိုမသိသေးတဲ့လူတွေအနေနဲ့ကျမကမနှင်းလွင်ကျမ enroll agent တယောက်ဖြစ်ပါတယ် enroll agent ဆိုတာတော့ Federal ကနေအမြင့်ဆုံးပေးထားတဲ့ license ကိုရယူထားတဲ့ enroll agent တယောက်ဖြစ်ပါတယ်ကျမရဲ့ accounting firm က all in one service လို့ပြောလို့ရပါတယ်ကျမ tax accounting tax planning payroll accounting business setup business tax preparation personal tax preparation နဲ့ business consultation တွေကို service ပေးနေတာအနှစ်20ရှိပါပြီအခုတစ်ဖန်ကျမရဲ့အမျိုးသားကိုကျော်မိုးမြင့်နဲ့ကျမတို့ပူးပေါင်းပြီးတော့
real estate နဲ့ loan ကိုလည်း service ပေးပါတယ်ကျမတို့က cross country license ရယူထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ US ရဲ့ပြည်နယ်90စလုံးကိုကျမတို့ service ပေးလို့ရပါတယ်ကျမရဲ့ accounting tax and accounting service ကလည်း cross country ကို service ပေးလို့ရတဲ့ license ကိုယူထားပါတယ် real estate ကတော့ California မှာနေထိုင်တဲ့သူဖြစ်တဲ့အတွက် California license ရှိပါတယ်လုံးကတော့ကျမတို့ nearly 50 state ကို service ပေးပါတယ်ကျမတို့ကိုလိုအပ်ရင်ဆက်သွယ်နိုင်ပါတယ်ပြီးရင်တော့ဒီခုနောက်ပိုင်းမှာကျမ client တွေရဲ့လိုအပ်ချက်အရကျမတို့ရှင်းနေအဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့မှ estate planning နဲ့ living trust setup လုပ်တဲ့ service ကိုလည်းကျမပေးပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေလိုအပ်ရင်ဆက်သွယ်နိုင်ပါတယ်ရှင်ဒါတော့ကျမရဲ့ bio အချင်းချုပ်ပါကောင်းပါပြီဒီနေ့ခေါင်းစဉ်မှာကျမတို့ယင်းနှိမ့်မြုပ်နှံမှုနဲ့ပတ်သက်တဲ့အကြောင်းအရာသူနဲ့ပတ်သက်တဲ့အခွန်တွေဒီနိုင်ငံမှာတော့အားလုံးသိတဲ့အတိုင်းပါပဲအခွန်အခတွေကရှောင်လွှဲလို့မရဘူးဒါပေမဲ့နီးစနစ်တွေမှန်မှန်ကန်ကန်အသုံးချပြီးတော့မှတက်တာအောင်လုပ်လို့ရပါတယ်အဲ့ဒါကိုဒီနေ့ရှင်းပြပေးမှာပါပထမဦးဆုံးယင်းနှိမ့်မြုပ်နှံမှုဆိုတာဘာလဲယင်းနှိမ့်မြုပ်နှံမှုဆိုတာတော့ကျမတို့ stock တွေ bonds တွေ mutual funds တွေ real estate တွေကိုဝယ်ယူထားတယ်ပြီးရင်ပြန်ရောင်းတယ်ဆိုလို့ရှိရင်ဒါယင်းနှိမ့်မြုပ်နှံမှုလို့ခေါ်ပါတယ်ဒီ transaction တွေဒီဝယ်လိုက်ရောင်းလိုက်လုပ်တဲ့အချိန်မှာမြက်လာတဲ့ခါကျရင်အမြတ်အစွန်းပေါ်မှာကျမတို့အခွန်ပေးရပါတယ်အဲ့ဒါကိုနောက် slide မှာပြောပြပေးပါမယ်အဲ့ဒါကိုကျမတို့ capital gain လို့ခေါ်ပါတယ်ဆိုတော့ capital gain tax ဆိုတာကျွန်မမိတ်ဆွေတွေကြားဘူးမှာပါ capital gain tax ဆိုတာအစောကပြောသွားတဲ့ stock တွေ bonds တွေ mutual funds တွေเนาะ real estate တွေအဲ့ဒီဟာတွေဝယ်လိုက်ရောင်းလိုက်လုပ်တဲ့အခါမှာရရှိတဲ့အမြတ်ပေါ်မှာပေးရတဲ့အခွန်အမျိုးအစားတစ်ခုဖြစ်ပါတယ်เนาะအဲ့ဒါကို capital gain tax လို့ခေါ်ပါတယ်ဆိုတော့နောက် slide လေးတစ်ခုသွားလိုက်မယ်ဆိုတော့ကောင်းပါပြီ capital gain tax ဆိုတာဘာလဲသိသွားပြီရင်းနှီးမြှုပ်နှံမှုတွေလုပ်တဲ့အမြတ်စွန်းရတယ်ဆိုရင် capital gain tax ပေးရတယ်ဒါတော့ဒီနိုင်ငံရဲ့ဥပဒေပေါ့နော်ဒီ capital gain tax ကဘယ်လောက်ပေးရတာလဲဒါမေးစရာရှိပါတယ် capital gain tax ကတယောက်နဲ့တယောက်နဲ့လည်းမတူနိုင်ပါဘူးဘာဖြစ်လို့လဲဆိုတော့ကျမရဲ့ယင်းနှီးမြှုပ်နှံမှုကဘယ်အချိန်မှာဝယ်ခဲ့တာလဲဘယ်လိုယင်းနှီးမြှုပ်နှံမှုမျိုးလုပ်ခဲ့တာလဲကျမရဲ့ကိုယ်ပိုင်ဝင်ငွေကဘယ်လောက်ရှိတာလဲဒီယင်းနှီးမြှုပ်နှံမှုကိုဘယ်လောက်ကြာဝယ်ပြီးတော့ဘယ်လောက်ကြာကျမကကင်ထားတာလဲဆိုတဲ့ချက်လက်တွေပေါ်မှာမူတည်ပါတယ်အဲ့ဒီတော့ကျမရဲ့ယင်းနှီးမြှုပ်နှံမှုကကျမမိတ်ဆွေရဲ့ယင်းနှီးမြှုပ်နှံမှုနဲ့မတူတဲ့အတွက်ကြောင့်မို့လို့ကျမပေးရတဲ့ tax rate နဲ့ကျမရတဲ့အမြတ်ပေါ်မှာကျမပေးရတဲ့ tax rate နဲ့ကျမမိတ်ဆွေပေးရတဲ့ tax rate ကဘယ်လိုနည်းနဲ့မှမတူနိုင်ပါဘူးဒါပေမဲ့ခြုံငုံပြီးတော့အကြမ်းမြင်ပြောရရင်တော့ capital gain tax rate ကတယောက်ချင်းစီရဲ့ဝင်ငွေပေါ်မှာမူတည်ပါတယ်ခုနရင်းနှီးမြှုပ်နှံမှုပစ္စည်းရဲ့เนาะအမျိုးအစားပဲမျိုးစားပေါ်မှာဖြစ်ဖြစ်ပစ္စည်းဘယ်လောက်ကြာကင်ထားလဲပိုင်ဆိုင်ထားလဲဘယ်လောက်အချိန်ကြာဟိုးထားလဲဆိုတဲ့ပုံမှာလဲမူတည်ရဲအဲ့တော့သတ်မှတ်ချက်ကနှစ်ခုရှိပါတယ်တစ်နှစ်ထက်ပိုပြီးတော့ကင်ထားရင်ကျမကတရက်တစ်လမှာဝယ်တယ်နောက်နှစ်တရက်တစ်လအထိကျမမရောင်းသေးဘူးဆိုရင်ဒါက long term ဖြစ်ပါတယ်တစ်နှစ်ထက်ပိုပြီးတော့ကျမကင်ထားပါတယ်အကယ်၍မဟုတ်ဘူးကျမတရက်တစ်လမှာဝယ်လိုက်ပြီး31ရက်12လမှာရောင်းမယ်ဆိုရင်တော့အဲ့ဒါက short term လို့ခေါ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့တစ်နှစ်ပြည့်အောင်ဒီရင်းနှီးမြှုပ်နှံမှုကိုမကင်ထားတဲ့အတွက် short term လို့ခေါ်ပါတယ်အဲ့တော့
short term capital gain tax နဲ့ long term capital gain tax ဆိုပြီးတော့နှစ်မျိုးခွဲထားတဲ့ထဲမှာတစ်နှစ်ထက်ကျော်ရင် short term long term လို့ခေါ်ပြီးတော့တစ်နှစ်အောက်ဆိုရင် short term လို့ခေါ်တယ်အဲ့ဒီကွာခြားချက်ပေါ်မှာလဲသူ့ရဲ့ကောက်ခံတဲ့เนาะပေးရတဲ့ tax rate ကမတူပါဘူးတစ်နှစ်ကျော်ရင်တော့ capital gain tax rate က0 to 20% 0 to 20% ခုနရှင်းပြတဲ့အချက်တွေပေါ်မှာမူတည်ပြီးတော့0ကနေ 20% ထိဖြစ်နိုင်ပါတယ်အဲ့ဒါလည်းကျွန်မပုံမှာကျွန်မရဲ့ပုဂ္ဂလိကအချက်လက်ပေါ်မှာမူတည်ပြီးတော့0ကနေ 20% ဖြစ်နိုင်တယ်ကျွန်မမိတ်ဆွေကိုလည်းကျွန်မမိတ်ဆွေတွေဝယ်ထားရင်လည်း0 to 20% ပဲဖြစ်နိုင်တယ်အဲ့အတွက်ကြောင့်မလို့အတိအကျမပြောနိုင်တာဖြစ်ပါတယ်ပြီးရင်တော့ short term ကတော့ ordinary tax rate เนาะ ordinary tax rate ဆိုတာဘာလဲဆိုတော့ကျမတို့တစ်နှစ်နဲ့တစ်နှစ်အခွန်ပေးရတဲ့ rate ကမတူပါဘူး10 to 37% ရှိပါတယ်ဒီနှစ်ဆိုရင်10 to 37% မှာကျမရဲ့ tax bracket ကကျမရဲ့မိတ်ဆွေတွေရဲ့ tax bracket နဲ့မတူနိုင်ပါဘူးအဲ့တော့ short term ဆိုရင်တော့ short term ဆိုတာကတော့property တစ်ခုကို asset တစ်ခုကို365ရက်ထက်လျော့ပြီးတော့မှအယောင်းဝယ်ပြုလုပ်မယ်ဆိုရင် ordinary tax rate နဲ့ capital gain tax rate ကိုပေးရမှာဖြစ်ပါတယ်အဲ့ဒါကို short term capital gain tax rate လို့ခေါ်ပါတယ်အဲ့တော့ကျမမိတ်ဆွေတွေရဲ့ tax rate နဲ့ကျမရဲ့ tax rate နဲ့မတူပါဘူးကျမတို့ကဒီနေ့တူတူဝယ်ကြမယ်ဒီနေ့တူတူရောင်းမယ်ဆိုရင်တော့ကျမတို့ပေးရတဲ့တယောက်ချင်းစီပေးရတဲ့အခွန်က tax ကတူမှာမဟုတ်ပါဘူးအဲ့ဒါကိုပြောတာပါကျမမိတ်ဆွေတွေမိခွန်းနေရှိမယ်လို့ထင်ပါတယ်ဒီ information တွေ sharing လုပ်ပြီးသွားရင် Q&A program မှာဖြည့်ပေးပါမယ်ကြိုတင်ပြီးတော့လဲ chat box မှာမိခွန်းတွေကို post လုပ်ထားလို့ရပါတယ်နောက်ထပ် capital gain tax ပြီးသွားရင်ကျမတို့နေတဲ့ US မှာတော့ဝယ်လိုက်ရောင်းလိုက်လုပ်ပြီးအမြတ်စွန်းရတဲ့အခါမှာ capital gain လို့ခေါ်တဲ့ tax ကိုပေးရတဲ့အပြင်ကိုနောက်ထပ် net investment income tax လို့ခေါ်တဲ့ NIT ကိုလည်းထပ်ပြီးတော့ပေးရပါတယ်အဲ့ဒါတော့မိတ်ဆွေတို့သိတဲ့လူလည်းသိမယ်ကြားဖို့တဲ့လူလည်းကြားဖို့မယ်မသိသေးတဲ့လူတွေအတွက်အတူချုပ်ပြောပြချင်တာကတော့အဲ့ဒါလူတိုင်းပေါ်မှာတော့တက်ရောက်မှုမရှိပါဘူး income မြင့်တဲ့လူတွေပေါ်မှာတက်ရောက်မှုရှိပါတယ်အဲ့တော့အဲ့ဒါက 3.8% flat rate ဖြစ်ပါတယ်ပြီးရင်တော့နောက်ထပ်ပေးရတဲ့ tax ကတော့ဒီနိုင်ငံမှာတော့ tax နဲ့ debt ကပြေးမလို့ဘူးနောက်ထပ်ပေးရတဲ့ tax ကတော့ပေးရတဲ့ tax တော့မဟုတ်ဘူးနောက်ထပ်tax ကောက်တဲ့အမျိုးအစားကတော့ကျမတို့ရှေးဟောင်းပစ္စည်းတွေစုတယ်เนาะmetal precious metal တွေရွှေတို့ငွေတို့เนาะ platinum တို့အဲ့ဒါတွေစုတယ်ပကြီကားတွေစုတယ်ဆိုလို့ရှိရင်เนาะသူတို့က flat rate 10 to 37% ပေးရပါတယ်အကယ်၍အဲ့ဒါတွေကိုမပေးချင်ဘူးဆိုရင်တော့QSBS ဆိုတာ qualify small business stock ကိုဝယ်ထားပြီးမယ်ဝယ်ထားပြီးတော့9နှစ်ကင်ထားမယ်9နှစ်အတွင်းမှာအယောင်းဝယ်မလုပ်ဘူးဆိုရင်တော့အဲ့ဒီ tax ကိုကင်းလွတ်ခွင့်ရှိပါတယ်တဲ့အောက်ပါပြီကျမတို့က property တွေဝယ်တယ်เนาะ assets ကိုဝယ်တဲ့အခါမှာခုန stock တွေ bonds တွေဝယ်ရင်တော့ကျမတို့မှာ depreciate လုပ်စရာမရှိဘူးပေါ့เนาะ property ကိုဝယ်တယ် real estate ကိုဝယ်တယ်ဆိုရင်တော့ကျမတို့က depreciate လုပ်လို့ရပါတယ်အဲ့ဒီဟာကို property တစ်ခုကိုဝယ်လိုက်တယ်ဝယ်ပြီးတော့ကျမတို့ကrental လူငှားတင်တယ်လူငှားတင်ပြီးတော့ကျမတို့အိမ်ငှားစားတယ်ပေါ့နော်အိမ်ငှားစားရဆိုရင်ကျမတို့ကဒီ property ကို29.5နှစ်နဲ့ commercial ဆိုရင်30နှစ်ကျမတို့က depreciate လုပ်ပါတယ်ဒီလုပ်တဲ့ depreciation deduction ကိုယူခဲ့တယ်ဆိုရင် expense လုပ်ခဲ့ရဆိုရင်ကျမတို့ရောင်းတဲ့အခါမှာဒီ expense ကိုပြန် recapture လုပ်တယ်လို့ခေါ်ပါတယ်ပြန်
တွက်ပေးရတာပေါ့နော်မြန်မာလိုအလွယ်ဆုံးပြောရရင်တော့ depreciation ကို recapture လုပ်တယ်လို့ခေါ်တယ်အဲ့ဒါကိုပြန်တွက်ပေးရတယ်အဲ့လိုတွက်တဲ့ခါကျရင်တော့ကျမတို့က25% flat rate နဲ့တွက်ပေးရပါတယ်အဲ့ဒါကို capital gain tax rate depreciation ကို recapture လုပ်တဲ့အခါမှာ capital gain tax rate က25% ယူတယ်လို့ပြောချင်တဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ကောင်းပါပြီကျောင်းမိတ်ဆွေတွေဒီနေ့ကျမရဲ့ webinar ကိုလာပြီးတော့ join ရတဲ့အဓိကယူရချက်ကတော့ကဲကောင်းပြီမနှင်းရေဒီဟာတွေကတော့ကျမတို့သိတယ်ကျမတို့ဝယ်ရရောင်းတယ်မြတ်တယ်ဆိုရင်ဒီနိုင်ငံမှာအခွန်ပေးရမယ်ဆိုတော့ကျမတို့သိပြီးသားအဲ့ဒါကိုဘယ်လိုသက်တောင်လုပ်မလဲအဲ့အပိုင်းကတော့ကျမမိတ်ဆွေတွေပို့ပြီးစိတ်ဝင်စားမယ်ထင်တယ်အဲ့ဒီအချက်ကိုလည်းကျမကအဓိကဦးစားပေးပြီးတော့ sharing လုပ်ပေးချင်တာဖြစ်ပါတယ်အဲ့ဒါတော့ဘာလဲဆိုရင်အထူးသဖြင့်ပေါ့နော် stock တွေ bond တွေမှာတော့ကျမတို့ကဒီလိုမျိုး defer လုပ်လို့ရတာမရှိဘူးသူရဲ့ maturity ရောက်လို့ရှိရင်ကျမတို့ထုတ်မယ်ထုတ်တဲ့အခါကျလို့ရှိရင်ကျမတို့ရတဲ့အမြတ်စွန်းပေါ်မှာကျမတို့အခွန်ဆောင်ရမယ်ပေါ့နော်မထုတ်ရင်တော့ပေးကြမလို့ stock တစ်ခုကိုဝယ်ထားလိုက်မယ် hold ထားလိုက်မယ်ဆိုတော့ပေးကြမလို့အခု real estate ပေါ့နော် real estate ကိုကျွန်မဝယ်ထားလိုက်မယ် property တစ်ခုကိုကျွန်မဝယ်လိုက်မယ်ပြီးသွားလို့ရှိရင်ကျွန်မက rent တင်လိုက်မယ် rent တင်လိုက်ပြီးတော့ rent တင်တဲ့အခါမှာလည်းခုနကပြောတဲ့ every year ကျွန်မပြင်တာပြတ်တာရှိမယ်အဲ့ဒါတွေ expand လုပ်မယ်ပြီးရင်ခုနကခေါင်းစဉ်မှာပါခဲ့တဲ့ depreciate လုပ်မယ် real estate invest လုပ်ရတဲ့ရည်ရွယ်ချက်ကိုကကျမတို့ကခုနက depreciation ကို expense လုပ်ချင်တာအဲ့ဒါမှကျမတို့ကအမြတ်ကနေဝမယ်အမြတ်ကနေဝတော့ every year ကျမတို့ရတဲ့ငါရန်က rental income ပေါ်မှာကျမတို့ကများသောအားဖြင့်ခွန်ဆောင်စရာမလိုဘူးဘယ်အချိန်မှာပဲခွန်ဆောင်ရအောင်မလဲဆိုတော့ကျမတို့ဒီ property ကိုအမြတ်နဲ့ပြန်ရောင်းတဲ့အခါမှာအခွန်ဆောင်ရမယ်ဟုတ်ပြီနော်အဲ့တော့အဲ့ဒါကိုခွန်မဆောင်ခြင်းဘူးဆိုရင်တရားဝင်ခွင့်ပြုထားတဲ့နည်းလမ်းရှိပါတယ်အဲ့ဒါကတော့1031 1031 exchange လို့လည်းပြောကြပါတယ်အဲ့ဒီ1031 exchange နီး view ဟာကိုသုံးပြီးတော့မှကျမတို့အခွန်မပေးရအောင်ရွှေ့ဆိုင်းလို့ရပါတယ် defer လုပ်တယ်လို့ခေါ်ပါတယ်အဲ့ဒါတော့ကျမကဥပမာဖြင့်အိမ်တအိမ်ကို3သိန်းနဲ့ဝယ်လိုက်မယ်ကျမလူငှားတင်မယ်ပြီးရင်10နှစ်နေတဲ့အခါကျမက9သိန်းနဲ့ပြန်ရောင်းမယ်ဆိုရင်မြတ်တဲ့အမြတ်2သိန်းပေါ်မှာကျမကအခွန်ဆောင်ရမှာဖြစ်ပါတယ်အဲ့ဒါကိုမပေးချင်ဘူးဆိုရင်အဲ့ဒီမြတ်တဲ့အမြတ်ကိုကျမကထုတ်မယူဘဲနဲ့တတ်မှတ်ထားတဲ့ရက်အတွင်းမှာနောက်ထပ်အိမ်ကိုထပ်ဝယ်လို့ရပါတယ်အဲ့ဒီခါကျရင်ဒီမြတ်တဲ့2သိန်းကိုအခွန်ဆောင်စရာမလိုဘူးလို့ပြောတာပါအဲ့ဒါကိုစင်ကဲလုတ်သွားခြင်းအပြင်ကျမပထမအိမ်ဝယ်တယ်3သိန်းနဲ့ဝယ်တယ်5သိန်းနဲ့ရောင်းတယ်2သိန်းမြတ်သွားတယ်အဲ့2သိန်းကိုပါပေါင်းပြီးတော့ကျမရဲ့ခုနရင်းထားတဲ့အရင်းနဲ့နောက်တစ်အိမ်ထပ်ဝယ်တယ်နောက်တစ်အိမ်ကိုထပ်ဝယ်ပြီး9နှစ်လောက်နေတော့ကျမထပ်ရောင်းတယ်ရောင်းတဲ့အခါမှာကျမနောက်ထပ်2သိန်းထပ်မြတ်တယ်အဲ့2သိန်းကနေကျမစင်ကဲကျမနောင်လာနောင်သားတွေကျမသားသမီးမြေးမြစ်တွေအထိဒီ property ကိုတန်တရားတွေလဲဝါပြီးတော့အိမ်တစ်လုံးကနေနှလုံးမြတ်တာများလာလို့ရှိရင်နောက်တစ်ခါထပ်ဝယ်တဲ့အခါမှာတစ်လုံးနဲ့မကတော့ဘူးအိမ်နှလုံးဝယ်လို့ရတဲ့အခြေအနေဖြစ်သွားမယ်ဒီထက်ပိုပြီးတော့ကြီးလာတဲ့ investment ကိုကျမပိုင်ဆိုင်မှာဖြစ်ပါတယ်ကျမပိုင်ဆိုင်တဲ့အခါမှာကျမရဲ့နောင်လာနောင်သားတွေကိုလည်းအမွေနှစ်ပေးခဲ့လို့ရတယ်အခွန် cash ကိုမထုတ်မချင်းကျမတို့ဒီအခွန်ပေးစရာမလိုပါဘူးအဲ့ဒါကို1031 exchange လုပ်တယ်လို့ခေါ်ပါတယ်အဲ့ဒီနီးနဲ့အပြင်ကိုနောက်ထပ်1042 1042 defer program ဆိုတာလည်းရှိပါတယ်အဲ့ဒီနီး view ဟာကိုသုံးပြီးတော့လေကျမတို့ကအခွန်မပေးရအောင်ရွှေ့ဆိုင်းလို့ရပါတယ်เนาะ1042ကိုတော့ကျမဒီထဲမှာအသေးစိတ်မရှင်းပြတော့ပါဘူးအဲ့ဒါတော့
ဒီ corporation လုပ် corporation ရှေ့ဝါးမှာဆိုလို့ပေါ့နော်ကျွန်မဒီ program တစ်နာရီပဲကျွန်မအချိန်ပေးထားတာဖြစ်တဲ့အတွက်အချိန်မပြောတော့ပါဘူးဒီ1042ကလည်း corporation လုပ်မယ်လုပ်ပြီးသွားလို့ရှိရင်ကိုက corporation မှာဝန်ထမ်းလုပ်မယ်လုပ်ပြီးသွားတော့ကိုပြန်ပြီးတော့ stock ပေးမယ်အဲ့ stock ပေးတဲ့ခါနေမြတ်တဲ့အမြတ်ရမယ်အဲ့ဒါကိုကျွန်မအခွန်မပေးရအောင်ရွှေ့သွားတဲ့နည်းနဲ့ generation ကိုကျွန်မလက်ဆင့်ကမ်းလို့ရတယ်အဲ့တော့ကျွန်မရဲ့နောင်လာနောင်သားကျွန်မသားသမီးတွေကိုပေးမယ်သားသမီးကနေမြေးမြစ်တွေကိုပေးမယ်စင်ကဲပေးသွားခြင်းအပြင်generational wealth ကိုဖန်တီးနိုင်မှာဖြစ်ပါတယ်အဲ့ဒါကနောက်ဆုံးเนาะပတ်စံမထုတ်မချင်းတိကျမတို့ကပေးစရာမလိုထုတ်တဲ့နေ့ကျရင်တော့ပေးရမှာပေါ့เนาะအဲ့ဒါကိုလည်းမထုတ်ချင်ဆိုရင်နောက်ထပ် slide တွေမှာဘယ်လိုလုပ်ရမလဲဆိုတာဆက်ပြီးပြောပြပေးပါမယ်ကြည့်လိုက်ရအောင်အစောကကျွန်မပြောသွားပါတယ် stock တွေ bond တွေ mutual fund တွေရတဲ့အမြတ်တွေကိုတော့ test defer လုပ်ချင်တယ်ဆိုရင်လုပ်လို့ရတဲ့နည်းကဘာလဲဆိုရင်ကျမတို့ retirement account တွေဖွင့်လို့ရတယ် retirement account တွေဖွင့်ပြီးတော့ retirement account တွေထဲကနေ saving လုပ်ထားတဲ့ contribute လုပ်ထားတဲ့ငွေကိုအသုံးပြုပြီးတော့မှ stock တွေ bond တွေ mutual fund တွေဝယ်မယ်ဆိုလို့ရှိရင်ကျမတို့ကအခွန်ဆောင်စရာမလိုဘူး။ဘာဖြစ်လို့လဲဆိုတော့ကျမတို့ retirement ပတ်စံဆိုတာက59နှစ်နဲ့6လကြာမှထုတ်လို့ရမယ်ပတ်စံဖြစ်တယ်။အခုချက်ချင်းထုတ်လို့တော့ရတယ်ထုတ်လို့ရှိရင်ကျမတို့ဒဏ်ကြေးပေးရမယ်။ဒီ retirement account အမျိုးအစားလိုက်ကျမတို့ကန့်သက်ချက်တွေရှိတယ်။အဲ့ဒီအတွက်ကြောင့်မို့လို့ဒီအသေးစိတ်တော့မပြောတော့ဘူးเนาะကန့်သက်ချက်တွေရှိတယ်အဲ့ဒီအတွက်ကြောင့်မလို့အသက်ပြည့်တဲ့အချိန်မှာထုတ်လို့ရတယ်တကယ်ကြီး Roth IRA မှာဖွင့်ခဲ့ရင်တော့ Roth IRA ကိုထည့်တဲ့အရင်ကတော့ထုတ်လို့ရတယ်မြတ်တဲ့မြတ်ကိုထုတ်လို့မရဘူးအဲ့တော့အဲ့ဒီ retirement account တွေကပိုက်ဆံတွေကိုသုံးပြီးမှ stock bond တွေ mutual fund တွေဝယ်မယ်ဆိုရင် ETF တွေเนาะ S&P 500က ETF တွေဝယ်ထားမယ်ဟိဆိုရင်တော့ကျမတို့ကအခွန်ပေးစရာမလိုအသက်ပြည့်တဲ့အခါမှာထုတ်တဲ့အချိန်ကြမှာပေးလိုက်ရုံပဲเนาะအဲ့တော့အဲ့နည်းနဲ့လဲကျမတို့က tax ကို defer ရွှေ့လို့ရပါတယ် Roth IRA အကောင့်မှာ saving လုပ်တယ်ဟိဆိုလို့ရှိရင်တော့ဒီမြတ်တဲ့အမြတ်ငွေတွေကိုကျမတို့ကထုတ်တဲ့အချိန်မှာလဲအခွန်ဆောင်စရာမလိုပါဘူးအဲ့ဒါကြောင့်မလို့မိတ်ဆွေတို့ကြားဖို့မှာပါ online မှာ Roth IRA မှာ save လုပ်ကြပါ Roth IRA အကောင့်ဖွင့်ကြပါဆိုတာဘာကြောင့်လဲဘာကြောင့်ပြောလဲဆိုတော့ကျမတို့ retirement account အမျိုးအစားတစ်ခုဖြစ်တဲ့ ROTH Roth IRA အကောင့်ကဆိုလို့ရှိရင်အခွန်ဆောင်ပြီးသားပိုက်ဆံကို saving လုပ်တာဖြစ်တဲ့အတွက်ကျမတို့ကမြတ်တဲ့အမြတ်ကိုကိုထည့်ထားတဲ့ပိုက်ဆံကလည်း tax ပေးပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ထုတ်ယူတဲ့အခါမှာ tax ထပ်မံပေးဖို့မလိုပါဘူးပြီးရင်တော့နောက်ဆုံးအဆင့်ကတော့ဘာလဲဆိုရင်ကျမတို့ estate planning လုပ်ပြီးတော့ trust တွေကိုထည့်လိုက်တဲ့ခါကျရင်တော့အခွန် generation to generation အခွန်ကင်းလွတ်ခွင့်ရရှိမှာဖြစ်ပါတယ်နောက်ဆုံး trust တွေကနေပတ်စံထုတ်တဲ့ခါကျမှ trust ကို distribute လုပ်တဲ့ခါကျမှအခွန်ဆောင်ရမှာဖြစ်ပါတယ်အဲ့ trust တွေကလည်းဘယ်တော့မှမထုတ်တော့ဘူး generation to generation ကို carry လုပ်ရမယ်ဆိုရင်တော့ကျမတို့ကရာသက်ပံ tax ကို defer လုပ်လို့ရမှာဖြစ်ပါတယ်အဲ့ဒါကလည်းအစိုးရကတရားဝင်ချမှတ်ထားတဲ့ဥပဒေကိုနောက်အခွန်ဆိုင်ရာဥပဒေတွေကိုအသုံးချပြီးလုပ်တာဖြစ်တဲ့အတွက်ဘယ်သူမှလည်းစိုးရိမ်စရာမလိုပါဘူးတရားဝင်လုပ်လို့ရတဲ့နည်းဗျူဟာဖြစ်ပါတယ်ကဲကောင်းပါပြီဒီချက်လက်တွေပြောပြီးတော့ကျမတို့ရဲ့ primary goal ကဘာလဲဆိုတော့ကျမတို့ခုနရှင်းပြတဲ့နီးဗျူဟာတွေသုံးပြီးတော့ generation wealth ကိုဖန်တီးမယ်เนาะ real estate ဝယ်မယ်ရောင်းမယ်ဝယ်မယ်အမြတ်ရမယ်အမြတ်ရတဲ့ခါကျရင်1031နီးကိုသုံးမလား1042နီးကိုသုံးမလားအဲ့လိုနီးကိုသုံးပြီးတော့ကျမတို့ခွန်တွေရွှေ့ဆိုင်မယ်အခွန်မပေးရအောင်เนาะရွှေ့သွားလို့ရတယ် generation to generation လက်ဆင့်ကမ်းပြီးတော့ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေကို carry လုပ်သွားလို့ရတယ်ပြီးရင်တော့ stock တွေ bond တွေ mutual fund တွေကနေရတဲ့အမြတ်တွေကိုရရှိဖို့လို့အတွက်ကို retirement account တွေကနေထည့်ထားတဲ့ပိုက်ဆံကိုသုံးပြီးတော့ဒီထဲမှာရင်းနှီးမြှုပ်နှံမှုလုပ်မယ်အဲ့ဒါဆိုရင်တော့အခွန်သက်သာခွင့်ရမယ်ပြီးလို့ရှိရင်တော့ကျမတို့ရဲ့အခွန်ဆောင်ထားတဲ့ငွေကိုအသုံးပြုပြီးတော့မှ Roth IRA account ကိုဖွင့်မယ်
အဲ့ဒီ account တွေကပိုက်ဆံကိုသုံးပြီးတော့မှခုနကလို stock market မှာ investment ပြန်ထည့်မယ်အဲ့ဒါဆိုရင်တစ်နှစ်ကို7 to 10% တိုးပွားလာတဲ့အတွက်ကြောင့်မလို့ကိုသားသမီးတွေပဲဖြစ်ဖြစ်ကိုယ်တိုင်ပဲဖြစ်ဖြစ် retire လုပ်တဲ့အချိန်ကြလို့ရှိရင်ထိုက်တင်တဲ့အမြတ်ဆုံးရရှိမှာဖြစ်ပါတယ် Roth IRA account ဖွင့်ထားလို့ရှိရင်တော့အမြတ်ကိုလည်းထုတ်ယူတဲ့အခါမှာအခွန်ဆောင်စရာမလိုပါဘူးပြီးလို့ရှိရင်တော့နောက်ဆုံးအနေနဲ့ကျမတို့က estate planning နဲ့ trust ကိုမှန်မှန်ကန်ကန်ကိုလိုတဲ့ပုံစံအတိုင်း set up လုပ်မယ်ဆိုရင်တော့ကျမိတ်ဆွေအများကြီးအခွန်သက်သာခွင့်ရရှိမှာဖြစ်ပါတယ်ကျမအနေနဲ့တော့ဒီနေ့ sharing လုပ်ချင်တာဒီလောက်ပဲဖြစ်ပါတယ်ဆိုတော့ကျမမိတ်ဆွေတွေမိကုံးများရှိရင်မေးနိုင်ပါတယ်စာမရိုက်ချင်ဘူးဆိုလို့ရှိရင်တော့ကျမတို့ဒီနားမှာ request လုပ်လို့ရပါတယ် chat box ကနေ request လုပ်လိုက်လို့ရှိရင်စကားပြောလို့ရတယ်ကျမတို့အတန်နဲ့မေးလို့ရပါတယ်မိကုံးများရှိကြပါလား hello hello no toto nan toto ကမိကုံးမေးချင်တယ်မိကုံးမေးချင်တယ်ဆိုတော့စကားပြောလို့မရအောင်ဖြစ်နေเนาะအဲ့ဒါဆို type လုပ်မှပဲရမယ်ကျမဘက်ကဘယ်လိုကြောင်းလဲလည်းမသိမရအောင်type လုပ်မှပဲရမယ်နန်းရီ type ပဲလုပ်လိုက်ပါ crypto လဲ test ပေးရလားဟုတ်ကဲ့ crypto လဲ test ပေးရပါတယ်ခိုင်ရေးထွန်းရီ crypto လဲ test ပေးရပါတယ်အဲ့ဒါတော့အခုကcrypto ကိုသူတို့ကအရင်တော့က currency အနေနဲ့ထားတာအခု currency အနေနဲ့မထားတော့ဘူး so taxable digital
digital assets ဖြစ်သွားပြီအဲ့တော့အဲ့ဒါလဲ tax ပေးရပါတယ် sorry ပါကျမရဲ့ဆက်ကစကားပြောပြီးတော့မေးဖို့လို့အတွက် function ကိုခွင့်မပြုဖြစ်နေတယ်ဆိုတော့ကျမကို type လုပ်ပြီးတော့ပဲမေးပေးပါနော်မြန်မာလိုလည်း type လို့ရပါတယ်အင်္ဂလိပ်လို type လို့လည်းရပါတယ်ကျမဖတ်လို့ရပါတယ်ဆိုတော့ကျမ request တော့ရတယ်ဒါပေမဲ့ကျမဟိုလုပ်လို့မရအောင်တစ်ချက်လောက်ပြန် try ကြည့်ပါလားနန်းတော် maybe ကျမယူထားတဲ့ service ကခွင့်မပြုတာလားမသိ 401k employer matching နဲ့ do we need to invest 401k ကတော့ employer match လုပ်တယ်ဆိုရင်လက်ခံသင့်ပါတယ်အဲ့ဒါ free money လေကိုကသူနဲ့အလုပ်ဆက်လုပ်သည်ဖြစ်စေမလုပ်သည်ဖြစ်စေကိုပေးတာပတ်စံသူပြန်ယူလို့မရအောင်ဆိုတော့သူတို့ match လုပ်တယ်ဆိုယူလိုက်ပေါ့နော်ပြီးသွားရင်တော့ကိုကြိုက်တဲ့ stock မှာဒါ self manage ပဲဖြစ်ဖြစ်management company ကနေပဲဖြစ်ဖြစ်ဒီ stock တွေဝယ်တယ်ဆိုရင်ကိုယ့်အတွက်အကျိုးမြတ်ရတာပေါ့နော် employer match တယ်ဆိုရင်တော့ free money ပါလက်ခံလိုက်ပါငင်းစရာမရှိပါဘူးလွတ်သွားတဲ့သူတွေကိုလည်းကျွန်မပြန်ပြီးတော့ recorded video ပြန် share လုပ်ပေးပါမယ်တချို့က Facebook မှာစောင့်နေတယ်ထင်တယ်ကျွန်တော်နောက်ပိုင်းမှာလည်းဒီ webinar နေပဲကျွန်မပြောရမယ်ပေါ့နော်ခေါင်းစဉ်လိုက်လိုအပ်တယ်လို့ပေါ့အခုကလည်းမကြခင်အခွန်ဆောင်ရတော့မယ်ဆိုတော့အခွန်နဲ့ပတ်သက်တဲ့ဒီ tax saving tips လေးတွေကိုအခုလိုပဲ webinar ကနေ share လုပ်ပေးသွားမှာမယ် register လုပ်ထားလို့လည်းရတယ်ဒါမှမဟုတ်လို့ရှိရင်လည်းကျွန်မရဲ့ page ကနေအခုလိုပဲစိတ်ဝင်စားတဲ့ခေါင်းစဉ်အလိုက်လာ join လို့ရပါတယ် SBA လုံးလုံးလို့ရပါတယ် SBA လုံးကအတိုးဘယ်လောက်ပေးရလဲဆိုတော့ SBA လုံးအတိုးကတော့အကြမ်းမြင့်တော့ကျွန်မပြောပေးလို့ရပါတယ်အဲ့ဒါတော့7% ဝန်းကျင်လောက်ရှိပါတယ်တချို့ဆိုလို့ရှိရင်လည်း10% ထိပေးရပါတယ်ခိုင်ရွေးထွန်းရေအဲ့ဒါလေ depends အချက်လက်အများကြီးပေါ်မှာမူတည်ပါတယ်ဆိုတော့ကျွန်မအကြမ်းပဲပြောလို့ရတာပေါ့နော်စိတ်ဝင်စားတဲ့အသေးစိတ်ဆွေးနွေးခြင်းနေဆိုရင်တော့ကျမတို့ ਨੇ appointment ရယူလို့ရပါတယ်နန်းတော်တော်တဲ့အဲ့ဒီခုနက 401k ကလေကိုယ့်အကိုemployer ဘက်က sponsor လုပ်ထားတာဟို match လုပ်ထားတာထည့်ပေးထားတာကိုကလည်းထည့်ပေးထားတာအဲ့လိုဆိုလို့ရှိရင်တော့များသောအားဖြင့်self manage လုပ်လို့မရတာများတယ်တချို့ company ကလည်း self manage လုပ်တာကိုခွင့်ပြုတယ်ဆိုတော့ကို saving လုပ်ထားတဲ့ဟာကဒီတိုင်းပဲ save ထားရင်တော့ဘာမှမတိုးလာဘူးပေါ့နော် stock market မှာ invest လုပ်တယ်ဟေ့ဆိုရင်တော့ low cost low risk as ETF စီမှာဝယ်ထားပြီးပြစ်ထားလိုက်ရင်တော့တစ်နှစ်ကို7 to 10% တော့ historic data အရပြောလို့ရတာပေါ့နော်ကျမတို့ tax service လုပ်ပါတယ် personal tax business tax corporation tax တွေအားလုံးကျမတို့ service လုပ်ပါတယ်ကျမတို့ ਨੇ service ယူဖို့စိတ်ဝင်စားရဲဆိုရင် appointment ရယူလို့ရပါတယ်ချားမေးစရာတွေရှိပါသေးလား sorry ပါဒီနောက်တစ်ခါကြာလို့ရှိရင်ကျမစကားပြောလို့ရတဲ့ function ကို
ထည့်ထားလိုက်ပါမယ်ဆိုတော့တင်ကားတဲ့ရွှေဝယ်ရင်းနဲ့ဘယ်လို tax ပေးရလဲတဲ့ gold trading metal trading ဆိုရင် metal trading how do we pay tax အဲ့ဒါကဘယ်လောက်ဝယ်မလဲပေါ့နော်ရွှေ5ပါးကိုဘယ်နှချောင်းဝယ်မလဲအခုရွှေဈေးနဲ့ဆိုလို့ရှိရင်တော့1 troy ounce က4000နဲ့4300 4400လောက်ရှိရဆိုတော့5ပါး10 troy ounce လား100 troy ounce လားအဲ့ဒါဆိုရင်တော့ trade လုပ်တဲ့အခါမှာလိုအပ်တဲ့ document တွေသူတို့ tax document တွေပေးပါလိမ့်မယ်အဲ့ခါကျရင်အခွန်ဆောင်တဲ့ tax pro တွေနဲ့ဒီစာရွက်စာတမ်းကိုပြပြီးတော့လိုအပ်တဲ့အခွန်ဆိုင်ရာအချက်လက်တွေကိုသူတို့ဆောင်ရွက်ပေးမှာပါကိုယ့်ရဲ့ tax return တွေထဲမှာလည်းသူတို့ဖော်ပြပေးမှာဖြစ်ပါတယ်ကျမတို့ stock တွေဝယ်တယ်ရောင်းတယ်ဆိုတဲ့အခါကျရင်ကျမတို့အသုံးပြုတဲ့ platform တွေကကျမတို့ 1099B ဆိုတဲ့စာရွက်ပေးတယ်လို့မျိုးပေါ့နော်သူတို့ပေးလိုက်ပါမယ်အဲ့ခါကျရင်အဲ့စာရွက်ကိုကိုယ့်ရဲ့အခွန်လုပ်တဲ့ professional ကိုပေးလိုက်ရင်သူလိုအပ်သလိုဆောင်ရွက်ပေးပါလိမ့်မယ်ဟုတ်ကဲ့ပါကျမရဲ့ info ရှိပါတယ်အဲ့ဒီမှာကျမရဲ့ page မှာလည်း bio လေးရှိပါတယ်အဲ့တော့ appointment request လုပ်လိုက်လို့ရပါတယ်တကယ်တော့နောက်ဆုံးအခွန်သက်သာအောင်လုပ်ဖို့လို့အတွက်အဓိကအရေးကြီးဆုံးတော့ချက်ကတော့ဘာလဲဆိုတော့ကျမတို့မိတ်ဆွေတွေအနေနဲ့ record keeping နဲ့ self preparation ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့များသောအားဖြင့်ဒီ small business owner တွေနေ့စဉ်အလုပ်ပြန်တဲ့ကျမတို့ day to day လုပ်နေတဲ့ကျမမိတ်ဆွေတွေအနေနဲ့ကဒီဟာတွေကိုတစ်လတစ်ခါเนาะ small business လုပ်တဲ့လူတွေတောင်မှတစ်လတစ်ခါအရှုံးမြတ်စင်းတွေဆွဲဖို့စရင်းတွေထိုင်ပေါင်းဖို့ဆိုတာအချိန်မရှိဘူး။ချိန်မရှိတော့ကျမတို့စီရောက်လာတဲ့ချိန်မှာဆို bank statement တွေကိုစုဆောင်းမယ်ကိုနောက်ဆုံး receipt တွေမရှိဘူးဆိုရင်တော့မှကိုက business ကိုကပ်ပြားတစ်ခုနဲ့ပဲတီးတန့်တုံးမယ်ဆိုရင်ဒီကပ်ပြားရဲ့ statement ကိုဆွဲလိုက်ရင်ကျမတို့ကဘယ်လောက်ထိတုံးထားလဲဆိုတာသိနိုင်တယ်အဲ့လိုပဲကိုယ့်ရဲ့ personal ချက်လက်ဆိုရင်လည်းဒီတိုင်းပါပဲလိုအပ်တဲ့စာရွက်စာတမ်းတွေကိုပြုစုမယ်เนาะအိမ်ဝင်ရရင်အိမ် mortgage statement property tax insurance တချို့ကတော့ဒီချက်လက်တွေကစာရွက်တစ်ရွက်ထဲမှာပဲရနိုင်တယ်လို့တချို့ကတော့ကိုယ့်အကိုတိုက်ရိုက်ပေးတယ်ဆိုရင် property tax ကိုကိုယ့်အကိုတိုက်ရိုက်ပေးတယ် insurance ကိုကိုယ့်အကိုဝယ်တယ်ဆိုရင်ခုန mortgage statement ထဲမှာအဲ့ချက်လက်တွေကမပါဘူးအဲ့တော့ mortgage statement တွေစုဆောင်းမယ်ပြီးရင် property tax နော် insurance အချက်လက်တွေစုဆောင်းမယ်ပြီးလို့ရှိရင်တော့ကိုကတစ်နှစ်ပတ်လုံးမှာ donation တွေလုပ်ခဲ့သလားနော်ကျန်းမာရေး insurance premium ဘယ်လောက်ပေးရလဲကျန်းမာရေးကုသမှုအတွက်ဆေးဝယ်တာဘယ်လောက်ဆေးကန်းသွားတဲ့ကိုပေးရဘယ်လောက်နော်ဟိုဟာဒီဟာစစ်တာဆေးတာတွေကဘယ်လောက်လဲဒီ documents တွေကိုကနေရာမျိုးစုံကနေစုဆောင်းပြီးတော့မှကိုရတဲ့အလုပ်တွေကနေရတဲ့ဝင်ငွေတွေဘဏ်ကရတဲ့အတိုးတွေ interest income တွေအခုနောက်ပိုင်းဆိုရင်စာတိုက်ကနေမပို့တော့တဲ့ခါကျရင်ကိုကအကောင့်ထဲဝင်ပြီး download လုပ်ရတယ်
ကျမရေး insurance marketplace ကနေဝယ်ထားရဆိုကျမရေး insurance documents တွေအဲ့ဒါတွေကိုကပြည့်စုံစုဆောင်းထားမယ်စာရင်းပြုစုထားမယ်ဆိုလို့ရှိရင်ကိုယ်တိုင်ပဲလုပ်တာပဲဖြစ်ဖြစ်ဒီမှာကျမရေးထားပါတယ် preparation เนาะ planning preparation data organizing ပြီးသွားလို့ရှိရင်ကျမတို့လို professional ကိုရှာတာပဲဖြစ်ဖြစ်ကိုယ့်အကို DIY software ဝယ်ပြီးလုပ်တာပဲဖြစ်ဖြစ်ဒီအချက်လက်တွေကအလွန်အင်တန်အရေးကြီးပါတယ်နောက်ဆုံးမှာခွန်သက်တောင်လုပ်ဖို့ဆိုတာကကျမတို့လို pro တွေရဲ့ mastery ပေါ့နော် mastery ဆိုတာကတော့ကျမတို့မိုးရပါမဟုတ်ပါဘူး area တစ်ခုမှာ master ဖြစ်ဖို့ဆိုတာကလေ့လာမှုတွေနော် practice တွေအတွေ့အကြုံတွေကိုယ့်ရဲ့ knowledge နဲ့အများကြီးသက်ဆိုင်ပါတယ်မိုးရပါ master ဖြစ်လာတယ်ဆိုတာဘယ်သူမှမရှိပါဘူးအဲ့တော့ကိုယ့်အကိုလောက်တာဆိုလို့ရှိရင်လေကိုခုနကပြောတဲ့အချက်လက်တွေကိုသိထားရဆိုရင်ကို apply လုပ်နိုင်တယ်မသိဘူးဆိုရင်သိတဲ့လူကိုငှားပြီးတော့မှကိုယ့်ရဲ့ရှိတဲ့အချက်လက်တွေကိုပေးပြီးတော့အကောင်းဆုံးအသက်သာဆုံးဖြစ်အောင်ဆောင်ရွက်နိုင်တယ်။ကိုကပြန်ရရမယ့်လူဆိုလို့ရှိရင်လည်းအခွန်လေးပေးထားတာများလို့ပြန်ရရမယ့်လူဆိုလို့ရှိရင်လည်းကိုကမှန်မှန်ကန်ကန်ပြန်ရနိုင်တယ်။ဆိုတော့အဲ့ဒါအရေးကြီးတာပါ။နောက်ဆုံးမှာတော့ပြီးဆုံးခြင်းကိုရောက်တာပေါ့နော်။ဆိုတော့ဒီပြီးဆုံးခြင်းကိုမရောက်ခင်မှာကိုယ့်ဘက်က data feed ဖို့လို့ကအရေးကြီးတယ်။တချို့လူတွေကစာရွက်တွေကိုတေချာမစုဆောင်ထားဘူး။စာရွက်တွေဘယ်မှာယူရမှန်းလည်းမသိဘူး။နော် stock တွေဆိုလဲ platform တွေမှာအမျိုးစုံစော့တယ်ဒါပေမဲ့data တွေမရှိဘူး download တွေမလုပ်နိုင်ဘူးစာရွက်မရဘူး account တွေ log in မေ့သွားတယ်အဲ့လိုအခြေအနေမျိုးမှာကြာရင်ရှုံးတဲ့အရှုံးကိုနှုတ်เสียအမျက်ရှိတယ်ဆိုရင်နှုတ်လို့ရပါတယ်အဲ့ဒါကိုကမယူလာနိုင်ဆိုရင်ကျမတို့လို professional တွေဘယ်လိုနည်းနဲ့မှမသိနိုင်ပါဘူးကျမမိတ်ဆွေတွေဘေးမှာထိုင်နေတာမဟုတ်အတွက်ကျမတို့ကမသိနိုင်ဘူးကျမတို့ကိုယူလာတဲ့အချက်လက်ပေါ်မှာပဲဒီဆောင်ရွက်ပေးတဲ့ပုဂ္ဂိုလ်ကဘယ်လောက်ထိအချိန်ပေးလဲဘယ်လောက်ထိ knowledge ရှိလဲဘယ်လောက်ထိ experience ရှိလဲဥပဒေကိုဘယ်လောက်ထိနားလည်လဲဆိုတဲ့အပေါ်မှာပဲအကောင်းဆုံးဆောင်ရွက်ပေးနိုင်မှာဖြစ်ပါတယ်အဲ့တော့ကျမမိတ်ဆွေတွေအကြံပေးချင်တာကတော့အခွန်သက်တောင်လုပ်တဲ့နည်းတွေအများကြီးရှိပါတယ်သို့တော့အဲ့ဓာတွေကိုအသုံးပြုဖို့ဆိုတာကိုယ်မှာရှိတဲ့အချက်လက်ကိုကိုယ့်ကိုလုပ်တာပဲဖြစ်ဖြစ် professional နဲ့လုပ်တာပဲဖြစ်ဖြစ်ကိုကပေးရမှာဖြစ်ပါတယ်ကောင်းပါပြီကျမကိုမေးစရာမေးခွန်းတွေရှိပါသေးလားဆိုတော့ကျမရဲ့appointment လုပ်ချင်တယ်ဆိုရင်တော့ကျမရဲ့အချက်လက်လေးတွေကဒီမှာဖြစ်ပါတယ်ကျမ sharing လုပ်ပေးပါမယ်เนาะဆိုတော့ကျမတို့ဒီဖုန်းတွေမှာဆက်လို့ရပါတယ်ဆက်ပြီးတော့ appointment ရယူနိုင်ပါတယ်ဘာဖြစ်လို့လဲ appointment ယူခိုင်းလဲဆိုတော့ appointment ယူတဲ့ခါကျရင်ကျမတို့ ਨੇ စကားပြောချင်တဲ့ချိန်မှာကျမတို့က available ဖြစ်မှာဖြစ်ပါတယ်။နှမို့ဆိုကျမမိတ်ဆွေဖုန်းဆက်တဲ့ချိန်မှာကျမတို့ engage ဖြစ်နေမယ်တခြား client နဲ့ engage ဖြစ်နေမယ်ဆိုရင်ကျမတို့ဖုန်းကင်နိုင်မှာမဟုတ်ပါဘူး။အဲ့ဒါကြောင့်မလို့ကျမတို့ရဲ့ page မှာလည်း appointment request လုပ်လို့ရပါတယ်။ဒါမှမဟုတ်လို့ရှိရင်လည်းဒီဖုန်းနံပါတ်တွေကိုခေါ်ပြီးတော့မှလူကြီးမင်းတို့အဆင်ပြေတဲ့ available ဖြစ်တဲ့အချိန်ကျမတို့ available ဖြစ်တဲ့အချိန်ကိုကိုက်ညှိပြီးတော့မှ appointment ကိုရယူလို့ရပါတယ်။ appointment လုပ်ချင်ပါတယ်ခိုင်ရေးထွန်းဟုတ်ကဲ့ပါကျမဒီနားမှာ screen ပေါ်မှာကျမရဲ့အချက်လက်လေးတင်ပေးထားပါတယ် appointment လုပ်လို့ရပါတယ် Facebook page ကနေလည်း appointment application ရှိပါတယ်အဲ့ဒီ app ကနေလည်းကျမတို့ appointment လုပ်လို့ရပါတယ်ဒီ mortgage rate တွေ refinance rate တွေကိုလေဘယ်လောက်လဲမေးတာကတော့တော်တော်လေးယုတ်တိယုတ်တန်မရှိပါဘူးဒါပေမဲ့ကျမတို့အဲ့လိုပဲလွယ်ပဲအများကြီးမေးကြပါတယ်ဘာဖြစ်လို့ယုတ်တိမရှိဘူးလို့ပြောလဲဆိုတော့နန်းတော်ရေးဘာဖြစ်လို့ဆိုတော့နန်းတော်ဆိုတော့ဘယ်သူလဲကျမမသိဘူး credit score ကဘယ်လောက်လဲကျမမသိဘူးเนาะ income ကဝင်ငွေကဘယ်လောက်လဲကျမမသိဘူးဝင်ငွေမျိုးစားကလည်းကျမဘယ်လောက်လဲကျမမသိတဲ့ပုံမှာကျမကဘယ်လို rate ကိုပေးရမလဲเนาะလူတယောက်ကိုပတ်စံလာချီးရဆိုရင်ဒီသူ့ကိုပေးတဲ့ rate ဒီသူ့ရဲ့ခုနပြောတဲ့အချက်လက်၅ချက်ပေါ်မှာမူတည်ပါတယ်ဝင်ငွေကဘယ်လောက်ရှိလဲဘာဝင်ငွေမျိုးစားလဲ W2 လား bank statement လားเนาะ business လုပ်တာလားပြီးရင်သူ့ရဲ့ credit score လူတယောက်ရဲ့ယောက်ျားရဲ့ credit score နဲ့မိန်းမရဲ့ credit score မတူသလိုကျမရဲ့ credit score နဲ့နန်းတော်ရဲ့ credit score လည်းဘယ်လိုနည်းနဲ့မှတူစရာအကြောင်းမရှိဘူးအဲ့တော့ကျမရတဲ့ rate နဲ့နန်းတော်ရတဲ့ rate ကလည်းဘယ်လိုနည်းနဲ့မှတူစရာအကြောင်းမရှိပါဘူးအဲ့ဒါကြောင့်မို့လို့interest rate ကဘယ်လောက်လဲဆိုတော့မေးခွန်းဒီအလွန်အင်မတန်
ဖြေရခက်တဲ့မေးခွန်းဖြစ်ပါတယ်ဒါပေမဲ့ကျွန်မအကြမ်းမြင့်တော့ပြောပြလိုက်မယ်เนาะအကြမ်းမြင့်ကျွန်တော်တို့အခုလက်ရှိလုပ်ပေးနေတဲ့ client ပေါ့เนาะအခုလက်ရှိလုပ်ပေးနေတဲ့ client ကဒီလာမယ့် Monday မှာ closing လုပ်မယ်သူ့ကိုကျွန်တော်တို့လုပ်ပေးတာကတော့သူ့ရဲ့ credit score က950အထက်မှာရှိပါတယ်သူ့ရဲ့ဝင်ငွေရလည်းအရန်ကောင်းပါတယ်ဆိုတော့သူကတော့ interest rate ကိုဘယ်လောက်နဲ့ရလိုက်လဲဆိုရင်6.25 နဲ့ရလိုက်ပါတယ်ဆိုတော့အဲ့ဒါတော့သူ့ရဲ့အိမ်ကို refinance လုပ်တာပါ cash out refinance လုပ်တာပါ cash out refinance နဲ့ရိုးရိုး refinance လုပ်တဲ့ rate လည်းမတူပါဘူးဒါပေမဲ့ generally speaking ပေါ့နော်6 to 7% ရှိပါတယ်တချို့credit score အရန်နေတဲ့လူတွေဆိုရင်တော့7% အပေါ်မှာရှိပါတယ်ဆွေးနွေးခြင်းလေအဲ့လိုမျိုးလေးအသေးစိတ်เนาะအခုလိုလူရှေ့မှာမမေးချင်ဘူးဆိုရင်ကျမတို့ appointment ရယူလို့ရပါတယ်မေးလို့ရပါတယ်မေးတဲ့အတွက်ကျမတို့ပတ်စံလည်း charge မလုပ်ပါဘူးဒါပေမဲ့တယောက်နဲ့တယောက်နဲ့ respect ရှိတော့အပြင် appointment လေးယူပေးပါအဲ့ဒါဆိုရင်ကျမမိတ်ဆွေတွေဖုန်းခေါ်တဲ့အချိန်မှာကျမလည်း available ဖြစ်တာပေါ့เนาะဒါမို့ဆိုရင်ကျမဖုန်းခေါ်ရဲတစ်ခါခေါ်ရင်နှစ်ခါခေါ်သုံးခါခေါ်ရင်မရအောင်ဆိုလို့ရှိရင်မကြိုက်တော့ဘူးလေဘယ်သူမှเนาะအဲ့ခါကျတော့အဲ့လိုမျိုးလွဲတာမျိုးမဖြစ်ရအောင် appointment လေးယူပေးပါအဲ့ဒါဆိုရင်ကျမတို့ဝန်ဆောင်မှုပေးလို့ရပါတယ်ကျွန်တော်တို့လည်း service ယူသည်ဖြစ်စေမယူသည်ဖြစ်စေကျမတို့ကိုသိကျင်တဲ့ချက်လက်ကိုကျမတို့လိုအပ်တဲ့ချက်လက်ကိုကျမတို့ပေးမယ်ဆိုရင်လူချင်းမင်းတို့သိကျင်တဲ့ချက်လက်ကိုလည်းကျမတို့ပြောပေးလို့ရပါတယ်ကျေးဇူးတင်ပါတယ်ကျမရဲ့ information ဒီ screen ပေါ်မှာ share လုပ်ထားပါတယ်ကျမရဲ့Facebook page မှာလည်း information တွေရှိပါတယ်တခြားမေးစရာရှိပါသေးလားအခုကစပြီးတော့ဒီအခွန် test season မစခင်ချိန်ထိကျွန်မက every Sunday မှာအခုလို webinar တွေကိုကျောင်းမိတ်ဆွေတွေလိုအပ်မယ်ထင်တဲ့စိတ်ဝင်စားအများစိတ်ဝင်စားမယ်အသုံးဝင်မယ်ထင်တဲ့အချက်လက်တွေကို information တွေကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်အခုဒီ recorded recording ကိုလည်းကျွန်မ Facebook မှာကျွန်မရဲ့ YouTube channel မှာကျွန်မပြန် share ပေးပါမယ်စိတ်ဝင်စားရင်ပြန်နားထောင်ကြည့်ပါနော်ဒါမှမဟုတ်လို့ရှိရင်လည်းregister လုပ်ထားပေမဲ့ဘယ်လိုကြောင့်လဲမသိဘူး no show ဖြစ်နေတဲ့လူတွေလည်းအများကြီးပဲသူတို့မသိလို့လားတော့မသိဘူးအဲ့ဒါဆိုကျွန်တော်ပြန်တင်ပေးလိုက်မယ်ပေါ့နော်ဆိုတော့ကျွန်မနောက်ထပ်2မိနစ်ဆိုရင်မေးခွန်းမရှိတော့ရင် two more questions and ကျွန်မဒီ video ပိတ်လိုက်မှာဖြစ်ပါတယ်ကျွန်မမိတ်ဆွေတွေမေးစရာရှိပါသေးလားကောင်းပါပြီမေးစရာမရှိတော့ဘူးဆိုရင်ကျမတို့ဒီ video လေးကိုဒီနေရာမှာပဲဆုံးသတ်လိုက်ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ် bye